မင်္ဂလာပါရှင်ဒီနေ့ထောပတ်ထမင်းနဲ့ကြက်မဆလာဟင်းချက်ပါမယ်ကြက်သားကိုတန့်စင်အောင်ရေဆေးပြီးကြက်သားမှုန့်စားမဆလာငရုတ်သီးအယောင်တင်မှုန့်စနွင်းမှုန့်နဲ့ဒိန်ချင်ထည့်ပြီးအရသာဝင်းအောင်နေပြီးတနာရီလောက်နှက်ထားပေးပါထောပတ်ကိုအပူပေးပါမယ်အရေးပြောလာရင်တစ်ကြပိုးခောက်ထည့်ပါမယ်ထောပတ်စီရပါပြီရွှေဘိုပေါ်ဆန်းမွေးဆန်ချိန်ခွက်2ခွက်ကိုဆန်ဆေးပါမယ်။ရေးစစ်ထားတဲ့ဆန်တဲကိုမုံလာဥနေပဲစိမ့်လုံးပြောင်းဖူးထည့်ပါမယ်။ထောပတ်စီထမင်းစားစွန်းတစွန်းခွဲတကြားထမင်းစားစွန်းတစွန်းစားထမင်းစားစွန်းတစ်ဝက်စပစ်သီး6အနှဲငယ်နဲ့နွားနို့ထမင်းစားစွန်း3စွန်းထည့်ပါမယ်ရှင်။ရေကိုဆန်ချိန်ခွက်နဲ့3ခွက်ခွဲထည့်ပါမယ်ရှင်။ထိုင်းဆန်3ရင်တော့ရေဆန်ချိန်ခွက်2ခွက်ခွဲပဲထည့်ပါနော်။အားလုံးကိုတေးကြစွာသမအောင်မှွေပေးပါ။ပြီးရင်ဖုံးပိတ်ပြီးပေါင်းအိုးခလုတ်နှိပ်တဲလို့ရပါပြီရှင်။ပေါင်းအိုးခလုတ်တက်ပြီး10မိနစ်ကြာမှအိုးအဖုံးကိုဖွင့်ပါနော်။ထောပတ်ထမင်းရပါပြီရှင်။ဦးရဲစီထက်စီပူလာရင်တကြပိုးကောက်နဲ့ညက်နေအောင်ထောင်းထားတဲ့ကြက်သွန်ဖြူချင်းကိုထည့်ပါကြက်သားနှစ်ထားတာထည့်ပြီးသေးကြစွာမှွေပါမယ်အသားမြုပ်အောင်ရေထည့်ပါအဖုံးအုပ်တဲပါကြက်သားနူးအိလာရင် ready made ကြက်သွန်နီကျော်လက်တဆုပ်ခန့်ထည့်ပါမယ်ရေအနှဲငယ်ထည့်ပြီးတဲပါမယ်ကြက်သွန်နီကျော်လေးတွေနူးအိပြီးစီပြန်လာရင်အရသာမြည်ပါအရသာစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ကြက်မဆလာဟင်းရပါပြီရှင်။တရက်ချင်လေးသုတ်ပါမယ်။တရက်ချင်တဲ့ကိုကြက်သွန်နီငရုတ်သီးစိမ့်အချိုမှုန့်စီစိမ့်အနှဲငယ်ထည့်ပြီးနေပေးပါရှင်။အခုဆိုရင်တော့ထောပတ်ထမင်းနဲ့ကြက်မဆလာဟင်းကိုတရက်ချင်သုတ်တွဲဖက်စားလို့ရပါပြီ။ချက်စားကြည့်ပါရှင်။အဆုံးထိကြည့်ပေးလို့ကျေးဇူးပါ။